ဆိုးလွင်ကပုတုအကြောင်းကိုသူတေးသေးချာမသိပဲနဲ့သူတွားတော့အာမခံမိတာကိုသူအယမ်းကိုမားသွားပြီပြီတို့သူအယမ်းကိုမားသွားပြီပုတုရွာမှာနေတော့ကလောင်းကစားတာပြီတို့နော်လောင်းကစားကိန်းတွေကစားတာအကျွေးတက်တာမြန်မာငွေအသိန်း900 600လောက်ရှိတယ်4-5-600လောက်ရှိတယ်မြန်မာငွေနော်ကျပ်သိန်း4-5-600လောက်ရှိတယ်ပြီးတော့မြို့ထဲမှာတက်သွားတယ်နော်ရန်ကုန်မှာတက်သွားတော့ဘယ်လိုမျိုးပရိတာဖြစ်ကိုဖြစ်မှလည်းမသိဘူးအဲ့ဒီအကျွေးတွေအားလုံးကိုပုတ်တုကအကုန်လုံးယော်လိုက်တယ်အဲ့ဒီအမှန်တရားတွေကိုမမိုးဘယ်မှာရလဲဆိုတော့ပုတ်တုရွာကရွာသူရွာသားတွေကမမိုးစီမှာဖုံးဆက်လာပြီးတော့အကုန်လုံးပြောပြတယ်စင်ပုတ်တုဟိုးအောက်ထိရအောင်ပေါ့နော်စောက်ပြီးတော့ဆွဲချလို့ရမယ်ထင်နေလို့လားလို့နော်ရန်တိုက်ခိုက်တာတွေကအရင်တစ်နှစ်ကြာနဲ့ပုံများလာတယ်အစအဆုံးအတွင်းအစအကုန်လုံးပြောပြမယ်နော်ဒါပုတုတစ္ဆာဆိုပြီးတောက်ရဲတယ်ပေါ့နော်ဒါကိုဘာလာမသူတို့တိုက်ခိုက်တာလည်းဖြစ်မှာပေါ့နော်သူများလှူထားတဲ့ပတ်စံတို့ကိုအကျိုးတွေပေါ်သုံးချင်းဖြုံးချင်းလုံးဝမရှိပါရှိခဲ့ပါသားကျွန်တော်ဒုက္ခမျိုးစုံနဲ့ရောက်ပါသေးဆလော့ဂိမ်းဆော့တယ်တဲ့ဆလော့ဂိမ်းဆော့တာဆော့ပါမဆော့ဘူးအလောင်းသားဆိုတာကလူတိုင်းမှာလောက်ကြတာပဲနော်ရွာမှာရွာရောက်လို့ကြက်တိုက်တယ်ကဲမမိုးကတော့ဗျာနော်ပုတုနဲ့ပတ်သက်တာတွေကိုဗျာနော်ဖော်ထုတ်ရင်းနဲ့ပဲအပိုင်းတစ်တွေအပိုင်းနှစ်တွေတောင်ဖြစ်ကုန်ပြီပေါ့ဗျာနော်ပုတုကလည်းဒါမမိုးဖော်ထုတ်သမျှတွေကမဟုတ်ကြောင်းကိုဗျာနော်ဂခနနနဲ့ရှင်းပြနေပါတယ်ပေါ့ဗျာနော်ဒီကြားထဲမှာဒါစိုးလို့ရလဲဗျာနော်ပုတုကိုယုံကြည်ရတဲ့တာဝန်ယူရမယ်လို့လည်းပြောသွားတယ်ပေါ့ဗျာနော်ဆိုတော့ဒီကြောင်းတွေကိုသိကျင်နေဆိုတော့ကျွန်တော်နဲ့တို့ဒီဗီဒီယိုလေးကိုလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဗျစာအနအပေါက်အပဲ့တွေကိုမမိုးစားပြီးတော့ဖော်တော့မယ်စင်ပုတုအတွက်တာဝန်ယူထားပေးတဲ့ကိုစိုးလွင်လဲလာပြီးတော့နားထောင်ပေးပါပြီးတော့ပုတုကမမားဘူးပုတုကသူတော်ကောင်းပါရိုးသားပါတယ်သူ့ကိုအများအပြားထောက်ခံနေတဲ့ကိုဘက်ကလူလူဟိုဘက်ကလူလူမအလားဘောမတွေပြည်သူတွေတချို့မှဆိုလဲလာပြီးတော့နားထောင်ပေးကြပါအခုနော်စိုးလွင်ကပုတုအကြောင်းကိုသူတေးသေးချာမသိပဲနဲ့သူတွားတော့အာမခံမိတာကိုသူအယမ်းကိုမားသွားပြီပြီတို့သူအယမ်းကိုမားသွားပြီပုတုကပြီးတော့ပုတုရွာမှာနေတော့ကလောင်းကစားတာပြီးတော့နော်လောင်းကစားကိန်းတွေကစားတာအကျွေးတက်တာမြန်မာငွေအသိန်း900-600လောက်ရှိတယ်4-5-600လောက်ရှိတယ်မြန်မာငွေနော်ကျပ်သိန်း4-5-600လောက်ရှိတယ်ပြီးတော့မြို့ထဲမှာတက်သွားတယ်နော်ရန်ကုန်မှာတက်သွားတော့ဘယ်လိုမျိုးပရိတာဖြစ်ကိုဖြစ်မှလည်းမသိဘူးအဲ့ဒီအကျွေးတွေအားလုံးကိုပုတ်တုကအကုန်လုံးယော်လိုက်တယ်အဲ့ဒီအမှန်တရားတွေကိုမမိုးဘယ်မှာရလဲဆိုတော့ပုတ်တုရွာကရွာသူရွာသားတွေကမမိုးစီမှာဖုံးဆက်လာပြီးတော့အကုန်လုံးပြောပြတယ်စင်အဲ့ဒါတော့တစ်ချက်နှစ်ချက်ကအခုအစစ်အပက်ခံရတဲ့အဖွားကြီးတွေ့ကြတယ်ဟုတ်အခုမမိုးနဲ့ရံဖြစ်တဲ့အဲ့ဒီပြတ်တန်အဲ့ဒီအဖွားကြီးရဲ့ဗီဒီယိုကသူကလူချစ်တာ4-5 တန်လောက်ရှိပြီအဲ့ဒီအဖွားကြီးကပုတ်တုစီမှာကျငွေအသိန်း20ကြပဲရတယ်နော်တည်င်းကအဲ့လိုတော့ဖြန့်နေတာမီလီယံပေါင်းများစွာလူချစ်တာပုတ်တုကအဲ့ဒီဖွားကြီးကိုမြန်မာငွေအသိန်း20ကြပဲစေးဖို့သွားပေးတယ်ပုတ်တုတစ်ခါသွားလို့စရင်တသိန်းကြသူ့ကိုပေးတယ်နှစ်ခါသွားလို့စရင်2သိန်းကြအဲ့လိုမျိုးပေးတာနော်အခုစုပေါင်းအဖွားကြီးရတာအသိန်း20ပဲအဲ့ဒါမှမို့ဘယ်လိုသိလဲဆိုတော့ပုတ်တုအဲ့လိုမျိုးလောက်တာစောက်ကြည့်နေတဲ့လူတွေစီးတယ်အဲ့ရန်ကုန်မှာအဲ့ဒီအဖွားကြီးကိုသူများသွားမေးတာပေါ့နော်အစစ်အလောင်းခံရတဲ့အဖွားကြီးပေါ့နော်သူများသွားမေးတာပုတုစီမှာအလူငွေဘယ်လောက်ရလဲဆိုတော့အဖွားကြီးပြောတယ်ပုတုပေးတာစုပေါင်းကသိန်း20ပဲစီသေးတယ်တဲ့အဲ့ဒါပြည်သူတွေစင်စာမမို့ပြောတယ်လေမြန်မာပြည်ကပရိဟိတမအလားခွေးပရိဟိတတွေဆိုရင်ဘာစင်စရာမှမချပြဘူးအလူငွေဘယ်လောက်ဝင်လဲဘယ်သူမှမသိဘူးပြီးတော့လူတဲ့လူတွေကအများအဖြစ်နည်းနည်းပါမဟုတ်နော်အနည်းဆုံး3 သိန်း2 သိန်းအများအဖြစ်ဆိုရင်အသိန်း30အသိန်း100အဲ့လိုမျိုးလူတာအခုကြည့်လိုက်စမ်းအရန်ကိုနာမယ်ကြီးတဲ့တည်င်းနော်တော်လန်ရေးတည်င်းနိုင်ငံရေးတည်င်းဖုံးကွယ်သွားအောင်အဲ့ဒီအစစ်အလုံးခံတဲ့အဖွားကြီးရဲ့တည်င်းကဘလောက်ကြီးလဲဆိုတာပုတ်တုကအဖွားကြီးကိုအသိန်း20ပဲတော့ပေးတယ်ဒါပေမဲ့ပုတ်တုပြန်တော့ရတာသိန်းရာနဲ့ချီသိန်းထောင်နီးပါးပဲနော်ဒါပေမဲ့အဖွားကြီးကိုသူပေးတာအသိန်း20ပဲမမွားဘယ်လိုမျိုးသိလဲဆိုတာအပိုင်း2အပိုင်း3ဆက်လာမယ်နော်ဒီဗီဒီယိုကြတော့မမွားအဲ့လောက်ပဲပေါ်အောင်မယ်တက်လာမယ်မကုံသေးဘူးသူရဲ့စောက်ချင်းမကောင်းတာတွေသူရဲ့စောက်ချင်းရောက်တာတွေတဖြည်းဖြည်းနဲ့မမိုးကဖော်မယ်အပိုင်း1အပိုင်း2အပိုင်း3လာမယ်အဲ့ဒါကိုမမိုးကိုဆဲထားတဲ့သူတွေပက်ဆုပက်ဆက်နော်နေတော့မမိုးပြန်တော့မတောင်းမှန်လဲပြဿနာမရှိဘူးစင်မလိုချင်ပါဘူးနေတို့ရဲ့တောင်းမှန်မှုတွေကမမိုးကလိုချင်တာကမင်းတို့လူချင်တဲ့ငွေရလေတကယ်ရိုးသားမှန်ကန်တဲ့လူတွေစီမှာလူပါတကယ်အကူညီလိုအားတဲ့လူနော်ထိထိရောက်နေတော့လူပါနော်အဲ့ဒါလိုမျိုးလူရောက်မှတွေသူတော်ကောင်းဟန်ဆောင်ပြီး
နော်သူပရိတာဟန်ပြပြီးတော့ညရဲ့ချူပြလိုက်လူတွေတနာအောင်ဗီဒီယိုတွေရိုက်ပြလိုက်လူတွေလာလူအောင်အဲ့လိုမျိုးကောင်မျိုးတွေကိုလောင်းဝမလူမိစေနဲ့โอเคနော်အဲ့ဒါပဲနော်အကြမ်းမမောအခုပြည်သူကိုအကူကြီးတောင်းချင်တာတခုကအဲ့ဒီပုတုစီမှာဒီအဖွားကြီးအက်ဆစ်နဲ့အလောင်းခံတဲ့အဖွားကြီးပေါ့နော်အဖွားကြီးနဲ့ပတ်သက်ပြီးတော့သွားလူပေးတဲ့အလူရှင်တွေဘယ်နှယောက်စီလဲပြီးတော့ဖြတ်ပိုင်းပိုင်စလေးတွေစီလို့စီရင်လာပြီးတော့ပို့လာပေးပေါင်းကြဆွစုပေါင်းအဖွားကြီးရဲ့ငွေကသူဘယ်လောက်ရလဲပေါ့နော်ဒါပေမဲ့အဖွားကြီးစီမှာရောက်တာအသိန်း20ပဲအသိန်း20ပဲသူပေးတယ်တခါသွားလို့စိတသိန်းပဲသူပေးတယ်ဆွစုပေါင်းအဖွားကြီးသူစီမှာအသိန်း20ပဲရသေးတယ်စင်ပုတုရဲ့အကြောင်းပုတုရဲ့စောက်ကျင့်လောင်းကစားတွေကစားတာကိန်းတွေစော့နေတာစုံးတာအများအပြားသူ့ရဲ့ရွာသူရွာသားအားလုံးကသိတယ်ပြီတို့သူ့ရဲ့စောက်ကျင့်ကလုံးဝမကောင်းဘူးနော်ပုတုဆိုတာခလေးတယောက်စီပြီနော်သူ့မိမလည်းစီတယ်နော်ပုတုမိမလည်းစီတယ်ခလေးတယောက်လည်းစီတယ်โอเคအဲ့ဒါမမောအစတော့ငါမဖော်တော့ဘူးမှဒါပေမဲ့သူ့ရဲ့ပလက်တာပုတုမပုတုကရိုးသားပါတယ်ပုတုကရိုးသားပါတယ်ပုတုကဘာညာတလကဘာမှမရှိဘူးတို့ပြောတယ်ပေါ့နော်ပုတုရဲ့မိသားစုကပြီတို့ဘာစီဝါရီမှမရှိဘူးအလောက်ကန်လည်းမရှိဘူးတို့စားတဲ့ထမင်းလုံးတိုင်းမှာအဲ့ဒီပြည်သူလူထုလူပေးတဲ့ငွေနဲ့တို့ကစားတာအဲ့ဒီပရိုက်တာငွေနဲ့တို့ကစားတာနော်သူ့ရဲ့အကျိုးရဲ့မြန်မာငွေအသိန်း4 5 600 900ကသူပဲမှာပတ်စံသွားရလဲသူအလောက်ကန်မရှိဘူးလေစီးပွားရေးမရှိဘူးလေဘယ်နေရာငွေသွားယူပြီးတော့အဲ့ဒီအကျွေးတော့ပြကြော်တာလဲစဉ်းစားအဲ့ဒါလှုပ်စားနေလို့လေပရိုက်တာဘန်ပြလှုပ်စားနေလို့အဲ့ဒီအလူငွေနဲ့တော့ပြန်တော့ကြော်တာပြည်သူလူထုငွေနဲ့အဲ့ဒီအလူငွေနဲ့လူတဦးတရားရဲ့အကြောင်းကိုအကြောင်းပြပြီးတော့အတနာခံပြီးတော့ငွေစားတာပြီးတော့သူ့ရဲ့အကျွေးကိုပြန်တော့ကြော်တယ်နော်အဲ့တော့ငါ့ကိုဆဲနေတဲ့လူတွေအားလုံးကနော်ဘာမှဖြစ်ပါဘူးနေတော့ငါ့ကိုဆဲတဲ့စကလုံးအားလုံးနေတော့ပြန်တော့မထိပါစေနဲ့လို့မမို့ခွင့်လို့တယ်โอเคနော်ဒါပေမဲ့မမို့ချိန်ထားတဲ့စကလုံးစီတယ်နော်ပုတုတင်လိုက်တဲ့တည်င်းလားပုတုရဲ့လောက်ရတွေလားနော်အဲ့ဒီစိုးလွင်တို့လားငါဘက်ကမာလို့စင်ငါနိုင်ငံမိသားစုအသေးချင်းစုနဲ့တေးပါစေငါချိန်တယ်နေတော့ဘက်ကမာတယ်တို့တင်တဲ့တည်င်းတွေကနိုင်ငံရေးတော်လှန်ရေးထိခိုက်တယ်နော်ပြည်သူလူထုပေါ်မရိုးသားဘူးဆိုရင်မင်းတို့ဘဝဆက်တန်းဒုက္ခပေါင်းများစွာနဲ့တွေ့ရမယ်ကြုံရမယ်ဆင်းရဲဒုက္ခပေါင်းများစွာပဲပွားဆက်တိုင်းပဲနော်ပြီးတော့အသေးချင်းစုလည်းတေးရမယ်တေးမကားဘူးစင်ငါချိန်ထားတဲ့ဗီဒီယိုငါရဲ့အင်ကြီးအဝါရောင်မမီကြမှာပါနော်โอเคငါလေလူတယောက်ကအပြစ်မရှိလို့စင်ငါမဆဲဘူးအမားမရှိလို့စင်သူ့ရဲ့နာမည်ငါမဖော်ဘူးโอเคအဲ့ဒါပဲနော်မယုံလို့စင်ပုတုရဲ့ရွာပဲမှာလဲသူ့ရဲ့ရွာသူရွာသားတော့မေးလိုက်နော်ပုတုဘယ်လိုမျိုးစောက်ကျင်းစီလဲဘလောက်လောင်းကစားတွေကစားလဲဘလောက်အကျွေးတဲ့လဲဆိုတာပေါ့နော်ပုတုရဲ့ဘန်မှာဆိုရင်ငွေအများအပြားပဲပြီတို့ဒါမှမဟုတ်အခုပြောလိုက်လို့စင်တော့ငွေတွေထောက်ပြီးတော့ဖွဲ့ထားတော့မယ်နော်အဲ့ဒါနော်ဒါတော့အပိုင်းတင်းနော်ဆက်ပြီးတော့မယုံဘူးငါ့ကိုဆက်ပြီးတော့ဆဲမယ်ဆိုရင်ဆဲလိုက်ပါဘာဖြစ်ငါအမှန်တည်းနဲ့ပတ်သက်လာလို့စင်နော်ငါအဆဲခံအမောင်းခံပြီးသားโอเคနော်ပုတုဟိုးအောက်ထိရအောင်ပေါ့နော်စောက်ပြီးတော့ဆွဲချလို့ရမယ်ထင်နေလို့လားလို့နော်အရန်တိုက်ခိုက်တာတွေကအရန်တစ်နှစ်ကြာနဲ့ပုံများလာတယ်ပုတုအစအဆုံးအတွင်းအစအကုန်လုံးပြောပြမယ်နော်ပုတုအခုပလာရီတာလောက်တာအလှငွေသူများပတ်စံအများပတ်စံအချိုးပတ်စံကိုတစ်ချက်တစ်ပြားမှသုံးဆွဲခြင်းယူခြင်းလုံးဝမရှိဘူးပေါ့နော်ဒါဥဒါဖျားနေရှိတယ်ဒါပုတုတစ္ဆာဆိုပြီးတောက်ရဲတယ်ပေါ့နော်ဒါကိုဘာလာမသူတို့တိုက်ခိုက်တာလည်းဖြစ်ရင်လည်းဖြစ်မှာပေါ့နော်ကျွန်တော်ဒီပို့သူများလှူလာတဲ့ပတ်စံတို့ကိုအချိုးတွေပေါ်သုံးခြင်းဖြုံးခြင်းလုံးဝမရှိပါရှိခဲ့ပါသားကျွန်တော်ဒုက္ခမျိုးစုံနဲ့ရောက်ပါသေးပုတုတီလူအသက်ပေါင်းများစွာကိုကျွန်တော်ကယ်ပေးခဲ့တယ်ဆေးရုံဆေးကမ်းမှဆိုဒါလူတိုင်းသိတယ်လူနာတွေဆိုမနေရောက်ဆို4ရက်ကျွန်တော်တော့မကယ်ရအဲ့လူတွေဒီမနေ့ဆိုအသက်မရှိတော့ဘူးအဲ့ဒါတွေကထားပါအကောင်လုံးရှင်းပြမှာပေါ့နော်ချက်လားပုတုလောက်တဲ့ပလာယီတာပုတုအပြင်းမန်းဆုံးပဲပုတုလို့လူမျိုးဘတူးမှမလုံနိုင်ဘူးဆိုတာကိုတတ်တယ်ရှိရနော်ငါကြီးလို့နော်ပြောပြငါကြီးလို့ချက်တော့ပွပွလင်းလင်း
ယောက်ျားပဲအမှားဒီဖြစ်ဒီမှဒီဖြစ်တယ်မင်းတို့နဲ့လည်းခေါ်လာတာလည်းမရှိဘူးဟိုကျွန်တော်တို့အခုဒီလို priority တွေပါလို့ကျွန်တော်တို့မှာစားဖို့ချိန်နေပါဆိုလဲမူမမှန်ဘူးပြကြည့်ပါအဲ့လိုအဲ့ဘက်အချိန်ဆိုလို့ရှိရင်တွေ့နေမှာအဲ့လိုဖြစ်နေမှာအဲ့ရတယ်အဲ့လိုကိုဗစ်ဆိုလို့ရှိရင်လည်းသူလည်းဒီလူနာပြီးနောက်လူနာနောက်ဆေးရုံပြီးနောက်ဆေးရုံအဲ့လိုမျိုးအများကြီးသွားလာနေရတာနေမအိတ်ညမအိတ်မာပုတုနာလည်းလိုက်တဲ့ကောင်လေးဆိုအတိဆုံးအစုခံရတယ်သိလားဘက်ကားဆိုရင်ဘက်ကားစီးရတယ်ပုတုငွေမှတ်လားပုတုအလှမဲ့အလှရှင်တွေရှိတာမရှိဘူးလားရှိပါတယ်ပုတုအဲ့အလှခံပြီးတော့စကားပြောလားမပြောပါဘူးအဲ့အလှခံတွေရက်မဆောက်ခိုင်းတာဟုတ်လားလှူမဲ့လူတွေကိုပုတုရဲ့လှူကျင်လို့ပါဆိုပြီးတော့ပုတုပဲဟာဦးစားပေးတယ်ကုညီတောင်းတဲ့လူဦးစားပေးတာနော်ဒါချိန်ပြောရဲတယ်ပုတုကိုကုညီတောင်းတဲ့လူထိတ်ဆုံးဦးစားပေးတယ်ပုတုကိုတကယ်ဟိုပါလဲစုချမယ်ဟိုစားရပေးမယ်ဆိုတာကားတွေပေးမယ်ဆိုတာပုတုတက်မယူခဲ့ဘူးအဲ့ဒါကိုဆွတ်လွတ်ပြီးတော့ဟုတ်လားဟိုမှာဗာလဲစေးရုပ်စေးကောင်းသွားလိုက်တော့စိတ်ဆိုးတဲ့လူတွေအများကြီးပုတုမခေါ်တဲ့လူတွေလည်းအများကြီးပုတုပြောကြတယ်ဘယ်လိုပြောရဲဆိုတော့ဗောနော်ဂယုဆိုင်မှုမရှိဘူးဗောနော်ဒါပေမဲ့ပုတုလောက်တဲ့ပလာယီတာကိုအကျိုးအတွက်မဟုတ်ခြင်းဖြစ်တဲ့အတွက်အားလုံးကိုရက်ရင်ဆိုင်ရဲတယ်နော်ရက်တည်ရဲတယ်လိုက်ပြတယ်အပြန်တစ်ထောင်လုံးနေဗောနော်ဒါပေမဲ့စွတ်ဆွဲတာတွေကအရမ်းများလုံးနေနောက်တစ်ချက်ကျတော့အိမ်မှာတဲ့ဟိုဘာအလုံးမရှိဘူးတဲ့မိသားစုတွေကအလုံးမရှိဘူးလားဘာဆိုင်ဖွင့်လာတယ်ဖုန်းဆိုင်ဖွင့်လာတယ်နော်အိမ်မှာအကောင်လုံးမိသားစုတွေအကောင်လုံးသူ့ဟာသူတန်းစီပြီးရှိကြတယ်ပုတုဒုက္ခရအောင်တော့မှကုညီပေးမဲ့လူတွေတန်းစီနာပဲညီကိုပေါင်နှမတွေကအကောင်လုံးဆွေမျိုးတွေကစပုတုကိုကင်နဲ့ဖေဖို့ကိုပုတုကိုယ်တိုင်ကင်တာမဟုတ်ဘူးပုတုလည်းစိတ်မဝင်စားဘူးဒီ messenger ကိုပုတုတပတ်နေလို့တစ်ခါပဲရောက်တယ်ပုတုmessenger ကိုကင်တဲ့လူကမြန်မာပြည်မှာနံပါတ်1ဆရာမနော်ဟိုဘောဆရာမအကြီးသားဘယ်လိုလဲဆိုတော့မြန်မာပြည်မှာပလာဟိတာစိတ်နဲ့အင်္ဂလိပ်စာတွေကိုပတ်စံတစ်ကြက်တစ်ပြားမှမပြူပဲနဲ့လူပေါင်းများစာရာပေါင်းထောင်ပေါင်းစာ free တင်ပေးတာပေါ့နော်ဟိုဘာကွန်ပျူတာနဲ့ zone နဲ့စေစနာဖြစ်နေပေါ့နော်တင်ပေးတယ်ဒါပေမဲ့ပုတုကိုအဲ့ဆရာမနဲ့ပုတုနဲ့ကပလာဟိတာမလုပ်ခင်နဲ့ခင်းတယ်ပုတုလိုစိမ့်မရှိအကောလုံးထောက်ပတ်တယ်ကုညီပေးတယ်ဘာပဲဖြစ်ဖြစ်အခက်ခဲပါဆိုဗာလဲဘာပဲလို့ကုညီပေးတယ်ပုတုကလုံးဝအဲ့ဆရာမကြီးမှလည်းခွင့်ရမယူဘူးအများကြီးလေပုတုလမ်းစိတ်တွေကစားတစ်ခါကြရင်နော်တို့စားမယ်တစ်ခါကြရင်တော့လူမယ်ပဲဟုတ်လားပျော်တာပါတာတွေရောနည်းနည်းရှိတယ်ငါတို့ကလတ်တွေမှာမပျော်ခဲ့ဘူးနော်ဘားတွေမှာမပျော်ခဲ့ဘူးဖိုင်တန်းတွေမှာတို့မသွားခဲ့ဘူးတို့ကတို့သွားခဲ့တာတို့ရေကူးတယ်နော်ဒါညီမတို့တွေဆိုအသိတော့မင်းတို့အရန်ပြင်မိုင်းတော့မှဟိုဘာစားကြည့်နေလိုသေးတစ်ခုတည်းပဲရှိတာနော်အိမ်ကြီးတစ်ထက်တော့ဝယ်ပေးခဲ့ဘူးငါအကောင့်မှာဘလောက်ဝင်ငွေရှိတာဘလောက်ထွက်ငွေရှိတာငါဘာလုပ်တာမင်းတို့ဖုန်းကိုပတ်စကောရောဘာရောကေဘေးအကောင့်ရောမသိဘူးလားအကုန်သိတယ်နော်မင်းတို့ဘာပဲဖြစ်ဒါခလေးတွေကတတ်တယ်ပဲနောက်တစ်ချက်ပြောလိုက်သေးတယ်မိန်းမရှိဟိုဗါလဲဆလော့ဂိမ်းဆော့တယ်တဲ့ဆလော့ဂိမ်းဆော့တာဆော့ပါမဆော့ဘူးအလောင်းသားဆိုတာတော့လူတိုင်းမှာလောက်ကြတာပဲနော်ရွာမှာရွာရောက်လို့ကြက်တိုက်တယ်နော်ဒါရက်ကြလေးရဲ့ဝါသနာပထကြရဲ့ဝိုင်းဗလဲရွာတွေဆိုတာပွဲတွေရှိတယ်ဘာလုပ်တယ်ညာလုပ်တယ်ဆိုတော့တစ်ခါကြက်ပဲလောက်လိုက်တာပဲရှိတာဒါတွေကကိုယ်ပတ်စံနဲ့ကိုယ်အချိုးနဲ့နော်ကိုယ်မိသားစုပတ်စံနဲ့ကိုယ်လောက်တာပဲရှိတယ်ကြောက်ဝဲတာဘာညာအကုန်လုံးကစအများပတ်စံကိုဒီထဲမှာ3ရက်တစ်ချက်ကြားမှမရှိဘူးဒါအကုန်ပြောရတာနော်ဒီထက်ရှင်းတာတွေဘာခုမှမရှိတော့ဘူးနောက်တစ်ချက်မိန်းမရှိတယ်တဲ့ရောက်လားရောက်ပါဘူးအဲ့ဒါမိန်းမရှိတယ်တဲ့ခလေးတရားမွေးတာတဲ့အဲ့ဒါသူများရတဲ့ခလေးသူများအရာသာခံပြီးတော့မွေးတာတဲ့ခလေးနော်ကိုယ်တိုင်အရာသာခံပြီးတော့မွေးတာတဲ့ခလေးတော့မဟုတ်ဘူးနော်ဒီခလေးကတွေးသားကိုယ်တွေတွေးသားသမှမရှိဘူးစွန့်ပြစ်တာတဲ့ခလေးကိုယ်တိုင်မွေးပြီးတော့ဂယုကိုသားသမီးကိုဂယုဆိုင်ပြီးတော့လူတော်နဲ့ထားတာနော်အဲ့ကလေးလေးဆိုရင်လိုင်းပေါ်မှာမချပြဘူးဆိုတာသူ့ရဲ့ main ကလေးဖြစ်တဲ့တိတ်ခါရှိတဲ့အချင်းကြီးလာရင်သူကိုတတ်မှလက်ရှိတဲ့အတွက်ဒီကလေးကြောင့်နဲ့ပုတုလုံးဝအလူခံကြီးလုံးဝလည်းမရှိဘူးအလူခံအောင်မှလည်းမဟုတ်ဘူးဆိုတော့ဗျာနော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့ဒီဗီဒီယိုလေးကိုကြည့်တော့မှဘယ်လိုမျိုးထင်မြင်ကြလဲပေါ့မိတ်ဆွေတို့ထင်နေမြင်လဲအောက်ကကွန်မန့်မှာဝင်အောင်မှတ်ခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာလည်းထပ်တွေ့ချင်ပါသေးတယ်အားလုံးပဲတတာ